သေးပါအချိန်တန်တဲ့နေရောက်လာမှာရှင်တန်ရတဲ့ဘဝကနာမှာအကောင်းဆုံးဖြစ်စေပါမသိချသေးတဲ့မနေ့ဖြစ်မှာရှင်တန်ဖို့တွေ့လဲမရရကိုရောပေးမဲ့သက်သာရာကိုမျောလင်းရင်နဲ့သက်ရှင်ပါလောကကြီးထဲကပြောစရာတွေဟာနာပါချိန်မှအလုံးပြောင်းခွေမှာတင်ကိုယ်ကြည့်မြုံမိရလားတင်မွာရဲ့သက်တာကိုရောရှင်တဲ့နဲ့အချိန်မှပြောင်းလဲပြုပြင်ပါမောင်နေတဲ့တင်မွာလေးစေပါလောကရဲ့သေးပါအချိန်တန်တဲ့နေရောက်လာမှာရှင်တန်ရတဲ့ဘဝကနာမှာအကောင်းဆုံးဖြစ်စေပါအသေးချသေးတဲ့မနေ့ဖြစ်မှာရှင်တန်ဖို့တွေ့လဲမရရကိုရောပေးမဲ့သက်သာရာကိုမျောလင်းရင်နဲ့သက်ရှင်မှာလောကကြီးထဲကပြောစရာတွေဟာနာပါအချိန်မှအလုံးပြောင်းခွေမှာတင်ကိုယ်ကြည့်ပြုမိရလားတင်မွာရဲ့သက်တာကိုရောရှင်တဲ့နဲ့အချိန်မှပြောင်းလဲပြုပြင်ပါမောင်နေတဲ့တင်မွာလေး